အမျိုးသမီးတဦးရဲ့စပင်ဟာရုတ်တရက်မီတာ800ရှိထွက်လာခဲ့ပါတယ်။ဒါဟာချက်ချင်းပဲအမျိုးသမီးကိုကြောက်လန့်သွားစေခဲ့ပါပြီ။ပတ်ဝန်းကျင်ကိုကြည့်ရင်သူမကတွေးလိုက်ပါတယ်။ငါပဲရောက်နေရလဲ။ငါဘာဖြစ်နေရလဲ။အခန်းတစ်ခုလုံးစပင်ကောက်ကွေးတွေနဲ့ပြည့်နေခဲ့ပြီးချမ်းမြစ်တစ်ခုလုံးနီးပါးဘုံလန်းသွားခဲ့ပါတယ်။ပူပြီးစိုးရိမ်စရာကောင်းတာကစပင်ကောက်ကွေးတွေဟာသူ့အလိုလိုအသက်ဝင်နေပုံရပြီးလေကားထစ်တွေကိုတက်နေကြပါတယ်။တငယ်ချင်းနှစ်ယောက်ကကတ်ကျေးတွေကိုထုတ်ပြီးစပင်ထူတဲ့မိန်းကလေးရဲ့စပင်တွေကိုငှက်ဖို့ခုန်ကြီးရှင်းပေးမယ်။သူတို့ရဲ့အင်အားတွေအကုန်သုံးပေမဲ့စပင်တပင်တော့မငှက်နိုင်ခဲ့ပါဘူး။တကယ်တမ်းကဘာဖြစ်နေရလဲ။သူမမှာစပင်တွေအများကြီးရှိတာကြောင့်သူမကိုစပင်ထူတဲ့မိန်းကလေးလိုပဲခေါ်ကြပါစို့။စပင်ထူတဲ့မိန်းကလေးကလန့်နေတော့မှပဲကြီးကတ်တကောင်ကပြန်လာခဲ့ပါတယ်။ကြီးကန်းကတိုးထဲမှာဘာမဆိုဖြစ်နိုင်တဲ့ပစိန်တလက်ရှိတဲ့အကောင်တကောင်ရှိတယ်လို့ပြောပြပါရတယ်။သူတို့အဲ့ဒါကိုရှာတွေ့ရင်စပင်ထူတဲ့မိန်းကလေးရဲ့ချိန်စာကိုဖျက်သိမ်းနိုင်ပါမယ်။အဲ့ဒါကလွန်ခဲ့တဲ့နှစ်ရက်တုန်းကစပင်ထူတဲ့မိန်းကလေးနဲ့သူမရဲ့တငယ်ချင်းဟာလောင်အိမ်ထဲမှာထည့်ထားတဲ့ကြီးကန်းတကောင်ကိုအကူအညီတောင်းပြီးစပင်ထူတဲ့မိန်းကလေးကိုလွတ်ပေးဖို့တောင်းပန်နေတာကိုတွေ့ခဲ့တဲ့ဗီလာတစ်ခုကိုရောက်ခဲ့ကြတာဖြစ်ပါတယ်။ကြီးကန်းကိုစားတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အခါစိတ်ထားနှူးညံ့တဲ့စပင်ထူတဲ့မိန်းကလေးဟာတနာသွားခဲ့ပါတယ်။ဒါကြောင့်ဘယ်သူမှမကြည့်တော့တဲ့အချိန်သူမဟာကြီးကန်းကိုလျှို့ဝှက်စွာလွတ်ပေးလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့လုပ်ရက်တွေကဒီလောက်ကြောက်မက်ဖွယ်အကျိုးဆက်တွေဖြစ်ပေါ်လာစေမယ်လို့သူမဘယ်တော့မှမထင်ထားခဲ့ပါဘူး။ရုတ်တရက်လွတ်မြောက်သွားတဲ့ကြီးကန်းရဲ့အော်ဟစ်တန်ကြောင့်အဲ့ဒီမှာနေထိုင်တဲ့အဖွားအိုရဲ့အာယုံကိုပန်းစားနိုင်ခဲ့ပါတယ်။ဒီနုပြိုတဲ့ပုံစံရှိတဲ့အဖွားအိုဟာတာမန်လူမဟုတ်ပါဘူး။သူမကစုံအိုတယောက်ဖြစ်နေခဲ့တာပါ။စုံအိုဟာစလုံးတစ်ခုတည်းကိုကြုံမုတ်တွေဖြူလိုက်တော့အဲ့ဒီထဲကစတော်ဘယ်ရီဖြော်ရည်ဟာချက်ချင်းပွက်ပွက်ဆူလာခဲ့ပါတယ်။စလုံးထဲမှာစပင်ထူတဲ့မိန်းကလေးရဲ့စပင်သပင်ပါနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမဟာစလုံးပေါ်မှာမန္တာတစ်ခုကိုစတင်ရွတ်ဆိုလိုက်ပါတယ်။သူမရဲ့အင်္ဂါငှက်ကလေးတွေနည်းနည်းပျောက်သွားရုံနဲ့သူမဟာကောင်မလေးကိုချိန်စာတိုက်ပြီးအားနေပြီးတိတ်ဆုံးတဲ့အထိစပင်တွေအဆုံးမရှိကြီးသွားစေဖို့ပြစ်ဒဏ်ပေးလိုက်ပါတယ်။ဒါကြောင့်ကောင်မလေးရဲ့စပင်ဟာတညသေးနဲ့မီတာရာနဲ့ရှိခြေထွက်လာခဲ့ပါတယ်။ကဘာကို3ပတ်လောက်ပတ်နိုင်တဲ့အထိရှည်လာခဲ့တာပါ။သူမရဲ့စပင်ဒီလိုဆက်ကြီးထွားနေမယ်ဆိုရင်ကောင်မလေးကတိတ်ဆုံးသွားမှသိချပါတယ်။ကောင်မလေးကဘာလို့ရမှမသိဖြစ်နေတော့မှကြီးကန်းတကောင်ပေါ်လာခဲ့ပြီးအဖွဲကိုတင်ကောင်းပေးလိုက်ပါတယ်။တောနဲ့ထဲမှာချိန်စာကိုတိုက်ဖြတ်နိုင်တဲ့ကြောက်ဖူးဆိုသူတယောက်ရှိတယ်လို့ပြောပြပါတယ်။အချိန်ကုန်တော့မှမို့သူတို့3ယောက်ဟာအဲ့ဒီကြောက်ဖူးကိုချဖို့တွေ့သွားခဲ့ကြပါတယ်။ဒါပေမဲ့တောနဲ့ထဲမှာအလွန်အန်တယ်များတဲ့မုတ်ဆိုးတယောက်ရှိနေတယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။သူတို့တိတ်မတော်ရသေးခင်မှာမော်အာကာမုတ်ဆိုးရဲ့အနံ့ကိုရလိုက်ပါတယ်။မြန်မြန်ဆန်ဆန်တွေးလိုက်ပြီးသူကကောင်မလေးနဲ့တခြားတစ်ယောက်ကိုအရွက်တွေအောက်မှာပုံကိုင်းပြီးသူကမုတ်ဆိုးကိုအာယုံလွဲဖို့ဟန်ဆောင်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ခဏအကြာမှာခြေထောက်တဆုံလျှောက်သွားနေတာကိုတေချာပေါက်တွေ့လိုက်ပါတယ်။အန်ဒီယာကိုခန်းစားမိတဲ့မုတ်ဆိုးကသူ့ရဲ့မီတာ40လောက်ရှိတဲ့ဓာတ်ငယ်လေးကိုထုတ်ပြီးဖြည်းဖြည်းချင်းရှေ့ကိုလျှောက်သွားလိုက်ပါတယ်။မုတ်ဆိုးလွန်တော့မဲ့အချိန်မှာကောင်မလေးကမတော်ဆနာရှိလိုက်ပါတယ်။ပေါ်သွားပါပြီ။နှစ်ယောက်သားအလင်းအမြမြေပြင်ကနေတရွတ်ဆွဲထွက်လာခဲ့ပြီးရာကာစီကထွက်ပြေးဖို့ပြင်ဆင်ပါတယ်။ကမကောင်းစွာနဲ့ကောင်မလေးရဲ့စပင်ကအရန်ရှည်လို့သူတို့ရဲ့ရှေ့အိတ်တွေကိုပုံပက်လူနီပါဖြစ်နေခဲ့ပြီးမုတ်ဆိုးကအလွယ်တကူပန်းပြီးသွားပါတယ်။မုတ်ဆိုးကကောင်မလေးရဲ့စပင်ကိုဆွဲပြီးကီလိုမီတာအတော်ကြာဆွဲခေါ်သွားတာကြောင့်သူတို့ဖြတ်သွားတဲ့နေရာတိုင်းမှာနှက်ချိုင်းတဲ့အစင်းရတွေကြံခဲ့ပါတယ်။မုတ်ဆိုးကသူ့ရဲ့ဥခေါင်းရှေ့ပိုင်းကိုစုပ်ကင်ပြီး4မီတာအထူရှိတဲ့တစ်ပင်ကိုတက်ခိုင်းပါတယ်။အရွက်တွေပါတဲ့ကျိုးနဲ့တူတဲ့စပင်တွေကအပေါ်ကိုတက်သွားပြီးတာမဏိတစ်ခါပွင့်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့ကောင်မလေးကိုမုတ်ဆိုးကကူထဲကိုဆွဲသွင်းလိုက်ပါတယ်။ပြောရရင်ဒီကောင်ကတော်တော်နဲ့ပုံနေတာပါ။မော်ဟိုင်ကသူ့အဖေကနာယီပေါင်းများစွာတောထဲမှာရှာဖွေခဲ့ပြီးမြဲကောင်မလေးရဲ့စပင်တစ်ပင်တော့မတွေ့ခဲ့ပါဘူး။ကောင်းကောင်းစွာနဲ့သူတို့ကတောထဲမှာကြောက်ဖူကိုတွေ့ခဲ့ပါတယ်။ကြောက်ဖူကနှစ်ယောက်သားကိုသူ့ရဲ့ပစိန်ကိုယူနိုင်တယ်လို့ပြောပေမဲ့မော်ဟိုင်ကတစ်ပင်အမြင့်ပေါ်မှာလဲနေရပါမယ်။သူတစ်သားအားလုံးကိုခုတ်ပြီးတဲ့အထိသူတို့ကသူ့နာမည်ကိုခန့်မှန်းရမယ်။မဟုတ်ရင်သူကမော်ဟိုင်ရဲ့ခေါင်းကိုခုတ်ဖြတ်ပစ်မယ်။မော်ဟိုင်ဒါကိုကြားတဲ့အခါပြေးရှင်ပေမဲ့ဒါကျွမ်းကသူ့ကိုတားပြီးမော်နုအတွက်ငါတို့မှတခြားရွေးချက်စရာမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါနဲ့ဒီအသက်နဲ့ခန္ဓာကလောင်ကြီးထတဲ့ကစားပွဲကစတင်ခဲ့ပါတယ်။မော်အာဟာတစ်ပင်အမြင့်ပေါ်မှာလဲနေခဲ့ပြီးဒါကျွမ်းကကြောက်ဖူရဲ့နာမည်ကိုခန့်မှန်းဖို့ကြိုးစားနေခဲ့ပါတယ်။ကြောက်ဖူတစ်သားအားလုံးကိုခုတ်ပြီးတဲ့အထိသူမမှန်ကမခတ်မှန်းနိုင်ရင်မော်ဟိုင်အသက်ဆုံးရှုံးနိုင်ပါတယ်။ပထမဆုံးဒါကျွမ်းကကျူးကွိုင်လို့ပြောလိုက်ပြီးတဲ့နောက်ပစိန်နဲ့တစ်သားခုတ်တံကိုကြားလိုက်ပါတယ်။ဒါကဟာတာမဟုတ်ပါဘူး။သစိန်တယောက်ရဲ့နာမည်ကိုခတ်မှန်းတာဟာလက်တွေ့အပြည့်မဖြစ်နိုင်ပါဘူး။တစ်သားသုံးတွေတစ်ခုပြီးတစ်ခုခုတ်တစ်ခံနေရပြီးနှစ်ယောက်သားလန့်လာကြပါတယ်။အဲဒီနောက်ကြောက်ဖူးကသူ့နာမည်ကသူ့အုတ်ထုပ်ထဲမှာရှိတယ်လို့ထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ဒါကျွမ်းကချောင်းကြည့်ဖို့ကြိုးစားခဲ့ပေမဲ့ကြောက်ဖူးကတားလိုက်ပါတယ်။တစ်သားသုံးပဲကြံတော့တဲ့အတွက်နာမည်ကိုမခတ်မှန်းနိုင်ရင်မော်ဟိုင်ကတကယ်ပဲပြီးသွားပါလိမ့်မယ်။ရုတ်တရက်ငှက်တကောင်ကပြန်လာပြီးအုတ်ထုပ်ပေါ်မှာနားထောင်ကတိတ်စိတ်တဂျန်စီကိုတွားလိုက်ပြီးကြောက်ဖူးရဲ့နာမည်ကိုပြောပြပါတယ်။ကြောက်ဖူးပစိန်မြောက်လိုက်တဲ့အချိန်မှာနှစ်ယောက်သားကနောက်ဆုံးတော့ပစိန်ကိုရလိုက်ပါပြီ။အဲ့ဒီနောက်ငှက်ကမော်နူကိုဘယ်မှာရှာရမလဲဆိုတာကိုပြောပြပါတယ်။ပစိန်နဲ့လက်နက်ကင်ပြီးသူတို့အလင်းအမြန်သွားခဲ့ကြပါတယ်။မော်နူကအော်ဟစ်တန်ကိုကြားပြီးခေါင်းလေးထုတ်ကြည့်ပြီးမဲ့နှစ်ယောက်သားကတစ်ပင်ငယ်လေးတစ်ဝိုက်ကိုရှာဖွေနေခဲ့ပြီးမဲ့ဝင်ပေါက်ကိုမတွေ့ခဲ့ပါဘူး။ဒါကျွမ်းကပစိန်နဲ့တစ်ပင်ကိုခုတ်လဲဖို့အကြံပြုပါတယ်။ရုတ်တရက်မော်ဟိုင်မှာစစ်ကူကောင်းတစ်ခုရလာခဲ့ပါပြီ။သူကမော်နူကိုစပင်ချပေးဖို့တောင်းဆိုပြီးတဲ့နောက်စပင်ကောက်ကွေးတွေကိုတက်ပြီးတစ်ပင်အခေါင်းပေါက်စီကိုတက်သွားကြပါတယ်။ဒီနီးနဲ့မော်ဟိုင်ဟာတစ်ပင်အခေါင်းပေါက်ထဲကိုရောက်သွားခဲ့ပါပြီ။
ကံမကောင်းစွာနဲ့မုတ်ဆိုးကအဲ့ဒီအချိန်မှာပြန်ရောက်လာခဲ့ပါတယ်သူတို့အားလုံးတစ်ပင်အခေါင်ပေါက်ထဲမှာတိုက်ခိုက်ခဲ့ကြပြီးမော်အားချုံတော့မလို့ဖြစ်နေခဲ့ပါတယ်မော်နူကပစင်ကိုထုတ်ပြီးစပွဲကိုခုတ်ချလိုက်ပါတယ်မုတ်ဆိုးကကျိုးပဲ့တဲ့အပိုင်းအစပေါ်မှာထိုင်မိပြီးနာကျင်စွာအုံဟင်းနေခဲ့ပါတယ်ဒါကိုမြင်တော့မော်အားကတုတ်အချောင်းကိုဆွဲယူပြီးသူ့ကိုရိုက်လိုက်ပါတယ်ပြီးတော့မော်အားကပစင်ကိုကောက်ယူပြီးမုတ်ဆိုးကို PC အောင်လုပ်ဖို့အဆင်သင့်ဖြစ်နေခဲ့ပေမဲ့စိတ်ထားကောင်းတဲ့မော်နူကသူ့ကိုတားလိုက်ပါတယ်ဇလန်အဆိုးမှာမော်နူဟာသူမရဲ့စပင်ကိုအောင်မြင်စွာတူတူညှက်လိုက်ပြီးအဆိုးမရှိကြီးထွားနေတဲ့စပင်ရဲ့ချိန်စာကနေလွတ်မြောက်သွားခဲ့ပါတယ်ဇလန်ထဲကစပင်ထူတဲ့မိန်းကလေးကအလွန်လက်ပယုံတမကအလွန်ချစ်စရာလည်းကောင်းပါတယ်တကယ်တော့စိတ်ထားကောင်းမှအဆုံးသတ်ကပြည့်စုံတာပါအားလုံးအတွက်မေးခွန်းတစ်ခုကရှိပါတယ်ခမရရဲ့စပင်ကအဆက်မပြတ်ကြီးထွားနေမယ်ဆိုရင်ပျော်မလားဝမ်းနေမလား